สวัสดีครับผมมินตากลับมาพบพวกคุณอีกแล้วเอพิโซดนี้กับภาษาไทยแรกกับแรกမင်္ဂလာပါခင်ဗျာကျွန်တော်မင်းတာပါယခု episode မှာထိုင်းအသုံးအနှုန်းဖြစ်တဲ့ဖလှယ်တာနဲ့ချိန်တာနဲ့ကျွန်တော်တို့ပထမဆိုတာနဲ့ဘယ်လိုကွဲခြားတာလဲဒါလေးကိုအစီအစဉ်ကျွန်တော်ဖြည့်ရှင်းပေးပါခင်ဗျာကျွန်တော်ထိုင်းလိုလေးပြောခွင့်ပြုပါภาษาไทยมีรากศัพท์มาจากภาษาบาลีจริงไทยဘာသာရဲ့ဒီပါဠိစာပေကနေဆင်းသက်လာတဲ့အသုံးအနှုန်းလေးတွေခံယူရလာတဲ့အနေအထားလေးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ထိုင်းလိုမြန်မာလိုလေးတွေဆက်နွယ်ပြီးတော့ပြောတဲ့ချိန်မှာတချို့သောစကားလုံးတွေကပါဠိဘာသာစကားတွေပါနေရလေးဖြစ်ပါတယ်အတန်လေးတွေကမသိမ့်မရင်ရွေ့သွားနေပဲရှိပါမှာအဲ့တော့ဒီနေ့ episode မှာပထမထိုင်းလိုရဲပစ္စည်းဖလှယ်တာကြတော့ချိန်တာကြတော့လက်ဖြစ်ပါတယ်ဟုတ်ပြီဒါကိုကျွန်တော်ပင်မစာကိုလေ့လာတဲ့အစီအစဉ်လေးသင်ခန်းစာခဏလေးတွားကြည့်မယ်ဆိုရင်ပထမဆိုတဲ့ထိုင်းလိုပြောခြင်းဒီရက်ဒါကဘီးနဲ့နှိုင်းရှင်ရတဲ့အနေအထားမှာပါဠိစာပေကစင်းတဲ့ထိလာတဲ့ကျွန်တော်တို့လူရဲ့စာပေမှာရရာခောက်ဆိုတာနော်ပါဠိစာပေမှာဆိုရင်ရထိုင်းလိုမှာကြတော့ရက်ပထမဆိုတဲ့အတန်ကိုပြောခြင်းအဖြစ်ထိုပါဠိရတန်ဖြစ်တဲ့ရတန်ကိုမှီကိုပြီးတော့အတန်ယူပြီးတော့ပြောရခြင်းဖြစ်ပါတယ်ပစ္စည်းဖလှယ်တာကြတော့ဘယ်လိုပြောရလဲဆိုတော့လက်အတန်လေးကတော့စင်စင်လေးဖြစ်တယ်ဟုတ်ပါလားအဲ့ဒါကြတော့ကျွန်တော်တို့ကဘီးတွေကိုနှိုင်းရှင်တဲ့ချိန်မှာဒါကြတော့ပါဠိစာပေကလူတွေကျွန်တော်တို့တာမန်စာတွေမှာရဆိုတဲ့ဒီနာမင်းကြီးလို့စတဲ့ဒီလိုရတန်နဲ့အတန်ထွက်တာဖြစ်ပါတယ်ကဲကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့သင်ခန်းစာတွေစလိုက်အောင်ဗျာပထမရက်ဆိုတာကိုထိုင်းလို့วันแรกวันแรกပထမရက်ဖြစ်ပါတယ်ပထမတစ်ကြိမ်လို့ထိုင်းလို့ပြောမယ်ဆိုရင်ครั้งแรกครั้งแรกปฐมละပြောမယ်ဆိုရင်เดือนแรกเดือนแรกปฐมနှစ်ပြောမယ်ဆိုရင်ปีแรกปีแรกဖြစ်ပါတယ်ပစ္စည်းလဲတာကြောင့်ချိန်တယ်ပစ္စည်းဖလဲတယ်စသည်အဖြစ်လက်ဒါလဲတာလို့ပြောတာဖြစ်တယ်ဖလဲတာပေါ့ဗျာလက်เงินလက်เงินငွေကြေးလဲဆောင်ခြင်းဖြစ်ပါတယ်လက်ของแลกของပစ္စည်းကိုဖလှယ်ခြင်းဖြစ်ပါတယ်แลกเปลี่ยนแลกเปลี่ยนဒါကချိန်တာအလဲလဲလောက်တာကိုပြောခြင်းအားဖြစ်ပါတယ်ခင်ဗျာအခု episode မှာကျွန်တော်အနေနဲ့
လဲတာနဲ့ပထမဆိုတဲ့ time အသုံးလုံးလေးကိုအစီအစဉ်လေးဖြည့်ရှင်းထားပေးတာပြီးပါပြီမိတ်ဆွေတို့အနေနဲ့တကယ်လက်တွေ့ဘဝမှာသုံးတဲ့ချိန်မှာတကယ်ကိုပဲသုံးပြီးတော့အဆင်ပြေစေတဲ့အနေအထားလေးကိုရောက်အောင်ပေါ့ဒီနေရာနေပြီးတော့ပြောလင်းလိုက်ပါလိမ့်ခင်ဗျာ rag ပထမ leg ဖလဲတာဥမဟုတ်ချိန်တာการเรียนรู้เป็นอิสรภาพของชีวิตသင်ယူခြင်းသည်ဘဝ၏လွတ်လပ်မှုအကြောင်းအရင်းခံတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းတာပါ